အခုရက်ပိုင်းအတော်တွင်အရန်ကိုအလုတ်ရှုပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမဆိုင်သစ်လေးတစ်ဆိုင်ထပ်ဖွင့်မလို့ပြင်ဆင်နေတာပါ။လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်လိုအပ်တာလေးတွေပြင်ဆင်နေတာပါ။တကားပိတ်ဖို့အတွက်ပေါ့နော်။ပြီးတော့ချစ်တော်ရှော့လုပ်ဖို့စီစဉ်ထားတဲ့အတွက်နေရာထိုင်ခင်းလေးတွေလိုအပ်တာလေးတွေလည်းကိုယ့်ဘက်ကိုပြင်ဆင်နေတာပါ။ရုတ်တရက်နေလို့မကောင်းဖြစ်လိုက်နားလိုက်ပြန်ထားလုံးလိုက်အဲ့လိုနဲ့ပဲဒီနေ့ကုန်ပါပဲရှင်ကလေးတွေနဲ့ဆိုတော့လည်းမလွယ်ဘူးကလေးတွေကတစ်ဖက်ဆိုတော့လေ ဒီလိုမျိုးအပြ ဒီနေရာကလေဘွားရေမမိုးအလုပ်လုပ်တဲ့နေရာနော်မမိုးအလုပ်လုပ်တဲ့နေရာကိုလေဘွားကလေမှုတ်တယ်လာစားရပါတယ်မလုပ်အောင်နော်ပြီးရှင်မမိုးမှညှစ် ဒီပစ္စည်းလေးတွေကတော့နမူနာဝယ်ရတဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ကျမသုံးကြည့်လို့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့တခြားလူတွေပြန်ရောင်းပေးဖို့အတွက်ပါအဲ့ဒါကတော့စပြမုတ်ထုတ်ပြီးတော့မုတ်ထုတ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါရှင်